အားလုံးမင်္ဂလာပါခင်ဗျကျွန်တော်ဒီစာအုပ်ကိုဆက်ဖတ်ပြချင်ပါတယ်အရင်ကတင်ခဲ့တဲ့ post မှာတော့ဒီစာအုပ်ရဲ့ဏ္ဍန်ပိုင်း introduction ပိုင်းပေါ့နော်အဲ့ဒီပိုင်းကိုကျွန်တော်ဖတ်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့တော့စာအုပ်ရဲ့ part 1ကနေစပြီးဖတ်ပြသွားပေးပါမယ်အင်္ဂလိပ်စာအုပ်ကိုကျွန်တော်ဗမာလိုဖတ်ပြခြင်းအဖြစ်ဘာသာပြန်တဲ့အလေးအထားလေးလည်းနည်းနည်းရသွားမယ်အင်္ဂလိပ်ဘာသာစကားကိုလည်းတနည်းတစ်ဖုံအနည်းနဲ့အများတော့လေ့ကျင့်ပြီးသားဖြစ်သွားမယ်ဒီစာအုပ်ပါအကြောင်းအရာတွေကိုလည်းရရှိမယ်ဆိုရင်ပတ်စံနဲ့ပတ်သက်ပြီးတော့မှငွေကြေးနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့အတွေးခေါ်တွေတွေးပုံတွေးနည်းလုပ်ပုံလုပ်နည်းတွေမှာတစုံတရာအကျိုးရှိလာပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်စာအုပ်ရဲ့ခေါင်းစဉ်ကတော့ Secrets of the Millionaire Mind မီလီယံနာတန်းကြွယ်တထေးတွေစဉ်းစားပုံစဉ်းစားနည်းရဲ့တွေးပုံတွေးနည်းရဲ့လျှို့ဝှက်ချက်များပေါ့နော်စာရေးဆရာကတော့ T. Harv Eker ဖြစ်ပါတယ်ရှင်းရှင်းလေးပါစာအုပ်ကတော့ Think Rich to Get Rich ချမ်းသာခြင်းနဲ့ဆိုရင်တော့ချမ်းသာတဲ့သူတွေတွေးတဲ့အတိုင်းလိုက်တွေးပါပေါ့အဲ့တော့မနေ့က introduction အပိုင်းမှာကတော့ကျွန်တော်ခြုံငုံပြီးပြန်ပြောမယ်ဆိုရင်တော့ခုနပြောခဲ့လို့ပဲတထေးတွေလုတ်တဲ့အတိုင်းတွေးတဲ့အတိုင်းကျွန်တော်တို့ကပုံတူလိုက်ပြီးတော့ copy လုပ်ရုံပဲ like တွေးရုံပဲ like လုပ်ရုံပါပဲကျွန်တော်တို့ဒီကနေ့ကိုလက်ရှိနေတဲ့နေရာမှာပဲရှိနေတယ်ဆိုတာကကိုယ့်ရဲ့လက်ရှိအတွေးအခေါ်တွေကြောင့်ပဲလက်ရှိလုပ်ပုံလုပ်နည်းတွေကြောင့်ပဲအဲ့တော့ဒီထက်ပိုပြီးတော့မြင့်ချင်တဲ့နေရာကိုသွားမယ်ပိုပြီးတော့ချမ်းသာချင်တယ်ဆိုရင်ကျွန်တော်တို့လက်ရှိနေတဲ့အရာတွေကနေပြီးတော့ပြောင်းလဲပြရမယ်ကျွန်တော်တို့မသိသေးတဲ့အရာတွေကြောင့်ကျွန်တော်တို့ကဒီထက်ပိုပြီးတော့မချမ်းသာတာမဟုတ်ဘူးမအောင်မြင်တာမဟုတ်ဘူးကျွန်တော်တို့သိပြီးသားအရာတွေကပဲကျွန်တော်တို့ကိုချဲ့လဲထားတာဖြစ်တယ်ကျွန်တော်တို့ကိုကန့်သက်ထားတာဖြစ်တယ်ဆိုတာကိုမနေ့ကဏ္ဍန်ပိုင်းမှာ introduction ပိုင်းမှာဖတ်သွားပါတယ်ဒီနေ့တော့ part 1ကနေစပါမယ်ခေါင်းစဉ်ကတော့ Your Money Blueprint သူကတော့ငွေကြေးဆိုင်ရာလမ်းပြမြေပုံလို့ကျွန်တော်ဘာသာပြန်ပါမယ်အဲ့တော့ဘယ်ဘက်အချမ်းဆိုတာမရှိဘဲနဲ့ညာဘက်အချမ်းဆိုတာရှိဖို့ဖြစ်နိုင်သလားပေါ့လုံးဝမဖြစ်နိုင်ပါဘူးเนาะတစ်ဆက်တည်းမှာပဲပိုက်ဆံဆိုတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့အတွင်းအပြင်ဆိုတဲ့နီးဥပဒေသားတွေရှိကြပါတယ်ပြင်ပဥပဒေသားတွေကတော့စီးပွားရေးလုပ်ငန်းဆိုင်ရာဘုဒ္ဓ English လို့ဆိုရင်တော့ business knowledge ပေါ့နော်